ဆောင်းဆောင်ထိုင်နားသားတဲ့တူမတွေကပစစ်ဒူးတုတ်ထိုင်လက်အုပ်ကလေးတွေချီးပြီးတော့ထားခြေလက်နှစ်ဖူးတရောင်တူငါးဦးထိအောင်တက္ကိစ္စငါတော်မြောက်အောင်မောင်တို့မေတို့ကြော့မယ်နော်အေးဒုတိယပိုက်ကျတော့ငိမ့်ငိမ့်ညောင်းညောင်းဥစိန်ကရုံးရဲ့တခြင်းကဒီတိုင်းတိုင်းလာတယ်ဗျပန်းမောင်ဆုံးရင်ဖယားအစေပါဝီရောကောင်းရင်ခရီးသုံးလူပါမြန်စွာနတ်ကညာပြတဲ့လူညီတော်ကအညီနတ်သမီးနတ်သမီးထင်းမြတ်အရေးရလေးမခံအဝိဇ္ဇာပြည့်စရာထားပြန်ကြွားပြန်အနေစာဒုက္ခအနတ္တရှိမြတ်ကြော့ဆရာမြတ်ဆုံးရနာတရားမြတ်ဆုံးရနာသတ္တမြတ်ဆုံးရနာရနာမြတ်သုံးပါးအပေါင်းတို့ဘုံမောမိုင်းမိမတို့ဘာနာယောစေဆုံးရှိဖို့ဘုရောဘုရောမှန်ကြော့ကြော့ပါရှင်ဗျာထိုင်းနေကြသူတဲ့ချင်းလဲဆိုရရနာသုံးမလည်းကြော့ပြီးပြီနော်အေးဒီတစ်ခါကြတော့တုတ်တက်အောင်ကြီးမေမေတို့ဖေဖေတို့ကြော့မှာနော်နေအောင်မောင်ရှင်လောင်းတွေအကုန်လုံးကြော့မှာနော်ဒါမှမလို့မကြော့ခင်လေးမေးအောင်မယ်မှန်တာဖြေမလိန်နဲ့နာသားတွေရောအကုန်လုံးနော်မေမေတို့ဖေဖေတို့ကိုကြော့ရအောင်ဆိုမှကြော့ကြမလားဓမ္မမဟုတ်ရင်ညအိယာဝင်တဲ့အခါတွေတုန်းကရောမေမေဖေဖေတို့ကိုရှိခိုးပြီးတော့ကြော့ပြီးတော့အိတ်ကြသလားတုတ်တဲ့အောင်ကြီးကတော့အတန်ထွက်လာတယ်အိတ်ဖူးရှေ့ကမောင်ရှင်လောင်းတွေကတော့မျက်လုံးချင်းတိုင်နိုင်လုံးရှိသေးတယ်ဘယ်လိုဖြေရင်ကောင်းမလို့ဟမ်အေးတုတ်တဲ့အောင်ကြီးဦးကအဲ့လိုမှကြိုက်တာကကြားလားရှင်းရှင်းပြောရရင်မအိတ်တာကိုမအိတ်ဘူးပဲလူကြားထဲမှာရှက်ပြီးအိတ်တယ်လို့ဆိုရင်လိန်ရပါရောက်တယ်ကြားလားမှန်တယ်တိုင်းတိုင်းပြောတာဦးကသဘောကျတယ်ဒါမှမဟုတ်တို့တဲ့အောင်ကြီးမှတ်တာရှိခိုးအိတ်ကြားလားကြော့အိတ်မပင်မမှုကွာအိယာဝန်ခံဒီမှာအမေချီရင်ဖေ့ချီရင်သွားတာမှဟုတ်ပဲနဲ့ကိုအိတ်မဲ့နာကကိုကောင်းအောင်လေးနာကဘာမှမရရမဆိုနဲ့ဟောလက်အုပ်လေးချီပြီးတော့ဟောတာကဖယားဟောတာကတရားဟောတာတန်ခါဟောတာမေမေဖေဖေဟောတာဆရာသမားလို့ဦးငါးချိန်ချပြီးအိမ်ရင်ရပါတယ်ကွာမငိုပါနဲ့ကွာနော်ဦးကတမဲ့ပြီးတော့ကျတော့မုံဝဲကျွေးမယ်ပိုက်ဆံယူပဲ
နော်မင်းကလည်းကွာဒါလေးမြောင်းလားမကြော်ဘူးပြောတာလေးနဲ့ဘာမှမဖြစ်ဘူးနော်နောက်ကြော်မှာပေါ့ဒါဖြင့်မင်းနေမဟုတ်ဘူးရမေးအောင်မဘယ်နဲ့တော့ဥဒ္ဒလဒေါကင်းဆောင်ဝင်းမိဘဘဝရောက်ပြီခမရတို့ရောကြော်ရလားကြော်ပါနော်ကြော်ပါနော်ဥဒ္ဒလရှင်းရှင်းလေးပြောမယ်ရေချမ်းမြေချမ်းအဲ့ဒီသွားလေမိဘပို့ပြီးတော့အမော်မြတ်မိဘတွေမဟုတ်ဘူးဆရာသမားအဲ့ဒါတွေမဟုတ်ဘူးအနန္တောအနန္တ၅ပါးအားလုံးဘယ်တော့မှမမေ့နဲ့မြဲတမ်းအနန္တောအနန္တ၅ပါးရှိခိုးကြော့ပြီးတော့ပူဇော်နေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှအောက်တန်းမကြဘူးလို့ကိုစွန်ညိုကတော့ရဲရဲတင်းတင်းပြောမယ်ဒါပဲနော်ဘာဖြစ်လို့အမေတို့အဖေတို့ကြောရတာတော့လို့မေးရင်မွေးကျေးဇူးရှိတယ်ကွာတိုးတဲ့အောင်ကြီးကျွေးကျေးဇူးရှိတယ်ကွာဒီမဲ့မင်းနေမဟုတ်ဘူးကိုစွန်ညိုအခုလိုရက်ပြီးစကားပြောနိုင်အောင်အမေကျေးဇူးတွေအဖေကျေးဇူးတွေအားလုံးပြိတ္တလူတိုင်းပဲနော်ကိုစွန်ညိုတယောက်တည်းမဟုတ်ဘူးအမိဘရဲ့ကျေးဇူးတွေနော်ဘာဖြစ်လို့တော့လို့မေးရင်အမေသာဂယုမဆိုင်ခဲနဲ့ပြစ်ထားကြည်စမ်းကျွတ်တို့ဒီဘဝမရောက်ပါဘူးပြိတ္တကျွတ်တို့ဒီဘဝမရောက်ဘူးဘယ်နဲ့တော့ဒေါကေဆန်းဝင်ကျွတ်တို့ဒီဘဝမရောက်ဘူးရှင်းရင်လားအမေဂယုမဆိုင်ရင်ပြောတာဘာဖြစ်လို့တော့လူဘွားကနေဆိုလူဖြစ်တာမဟုတ်ဘူးသဘောပေါက်လားနတ်မဟုတ်ဘူးကွာနတ်ကသာဘွားကနေဖြစ်တာနတ်ကဘွားကနေဖြစ်တယ်ဆိုတော့ထပ်ပြောမယ်တော်ကြနေနတ်ဆိုတော့ကိုကြီးကျော်တို့တောင်ပြုံးတို့အမေချမ်းတို့ငါညာနဲ့ဒီလိုနတ်တွေထင်နေမှာဆိုလို့အဲ့ဒီနတ်တွေကိုစွန်ညိုမပြောဘူးနတ်ဆိုတာဘွားကနေဖြစ်တယ်ဆိုတာစတုမဟာရိတာဝရိငါဒါတွေကိုပြောတာဘလောက်ဘွားကနေဖြစ်တုံးလို့မေးရင်ဘဟုတုတပြောမယ်ဟိုတုန်းကနတ်သမီး900ကမနဲ့ပန်းခူးတယ်ပန်းခူးတဲ့ထဲကနတ်သမီးတစ်ယောက်ကနတ်သက်ချွေလူပြောရင်သေတယ်ပန်းခူးရတန်းနဲ့သေလိုက်တော့အဲ့ဒီနတ်သမီးကလူပြည်လာပြီးလူဖြစ်မိန်းကလေးဘဝဖြစ်အရွယ်ရောက်တော့အိမ်အောင်ကြပြီးတော့သားသမီး4ယောက်ကိုမွေးဖွားတယ်ဒါမဲ့လို့အဲ့ဒီအမျိုးသမီးကဘာလုပ်လို့မေးရင်ပြိတ္တရဲ့သူကနတ်ပြည်ကလာတာကိုမြင်းနေတိနေရတဲ့အတွက်သူကဒီနတ်ပြည်ပဲပြန်ရင်းတာလူသားဖြစ်နေတာဘာလုပ်ငန်းလို့နတ်ပြည်ပြောင်းရောက်ဖို့အရေးကြီးကုသိုလ်ကောင်းမှုတွေလုပ်တော့ကုံပြောကြလို့သားသမီး4ယောက်မွေးဖွားပြီးတော့အဲ့ဒီအမျိုးသမီးသေတယ်နတ်ပြည်ပြန်ရောက်သွားတာဘယ်ချိန်ရောက်သွားတာလို့မေးရင်မနဲ့ပန်းခူးရာကသေးလာတဲ့နတ်သမီးကလူပြည်သားသမီး4ယောက်မွေးဖွားပြီးဟိုနတ်သမီးပြန်ဖြစ်တော့ညနေပန်းခူးချိန်မိသေးတယ်ပရိသတ်ရှင်းရင်လားပြောရရင်တော့လူသက်တမ်း90မှနတ်ပြည်ကတရက်ပဲရှိတာနော်စတုမဟာရိနတ်ပြည်ကတရက်ပဲရှိသေးတယ်ကျွတ်တို့သက်တမ်း90မှဒီတော့ဟိုကနတ်သမီးတွေကမေးတယ်အတင်းနတ်သမီးလို့ဆိုရဲမနဲ့ပန်းခူးရာကနေပျောက်သွားတာဘယ်သွားတာတော့လို့မေးလိုက်တော့အေးငါလူပြည်ရောက်သွားတာလို့ပြောတယ်ဟင်းလူပြည်ရောက်သွားတာမလေးပြောရရင်တော့လူပြည်မှာငါသားသမီး4ယောက်တော့မွေးဖွားခဲ့သေးတယ်ဟဲ့ဒီလောက်တောင်တူတောင်းသလားတဲ့လူပြည်ကတက်တန်းနေဒီလောက်တူတောင်းသလားအဲ့လောက်တူတောင်းတဲ့လူပြည်ကပြောစရာကြီးလားလို့မေးလိုက်တော့အမလေးဒီလောက်တူတောင်းတာလေးတဲ့ကိုအတားပျော်ကြတာတဲ့ဟုတ်လားကျွတ်တူဘက်နဲ့တော့တရက်နဲ့တရက်ဘလောက်မှမကွာပဲနဲ့ကိုအိတ်လိုက်ထားလိုက်နဲ့ကိုတအားပျော်တာမို့လားဟိုမှာကျွတ်တူ90မှတရက်ရှိသေးတယ်နော်အေးအဲ့ဒါကနတ်ပြည်မှာသွားဖြစ်တယ်ဆိုတော့ဘွားကနေဖြစ်တယ်ဆိုတော့ပေါ်အောင်လို့ပြောတာလူကြတော့ဘွားကနေဖြစ်တာမဟုတ်ဘူးပရိသတ်ဘာဖြစ်လို့အမေပိုက်ထဲနေလာရတဲ့ဘဝတွက်စမ်းမှာကလလရေကြီးပထမတတိတီးတာနုနေပျက်စီးတွေဒါပေမဲ့လို့အမေပျက်စီးမခံမဲနဲ့ထိတ်ပေးလိုက်တော့အဲ့ဒီကလလရေကြီးကပြောင်းလဲသွားတော့အမေပိုက်ထဲမှာအမြုပ်ဆိုတာလေးသွားဖြစ်တာသူတော်မောင်လေးသူမတွေမှတ်ထားတော့ဂျေဇုကြီးလုံးလို့ပြောတာအမြုပ်ပြက်စီးလွယ်တယ်ဒါပေမဲ့လို့အမေအပြက်မခံဘူးအဲ့ဒီအမြုပ်ကထိမ့်သိမ့်ပေးလိုက်တော့အဲ့ဒီအမြုပ်ကပြောင်းလာတော့မှအမေပိုက်ထဲမှာသွေးတစ်ကလေးဖြစ်လူတောင်မပြီးတာတဲ့သွေးတစ်ဒါလည်းပြက်စီးနိုင်တာပဲဆုံးရှုံးနိုင်တာပဲဒါပေမဲ့အမေကဆက်ပြီးထိမ့်သိမ့်ပေးလိုက်တော့အဲ့ဒီသွေးတစ်ကလေးကနည်းနည်းရင့်လာတော့သားတစ်ဘဝရောက်လာပြီနော်အဲ့ဒီသားတစ်ကလေးကဓိတဲ့ရင့်လာတော့မှဘူးလေး5လုံးပေါက်ဘယ်ဘူးတွေတုံးလို့မေးရင်ခေါင်းဖြစ်မဲ့ဘူးကလေးလက်နှစ်ဖက်ဖြစ်မဲ့ဘူးကလေးခြေထောက်နှစ်ဖက်ဖြစ်မဲ့ဘူးလေးတွေပေါက်လာဘယ်နဲ့လုံးတိုးတဲ့အောင်ညမင်းလူမပြီးသားသေးဘူးကွာဘူးလေးတွေရှိသေးတယ်နော်အဲ့ဒါအမေကဆက်ပြီးထိမ့်သိမ့်လိုက်တော့မှအဲ့ဒီဘူးလေးတွေကြီးထွားလာတော့ခြေတွေလက်တွေခေါင်းတွေကိုယ်ငါစိတ်တိုင်းတွေတက်ဝင်လှုပ်ရှားလာပြီးလူလို့ခေါ်ရလောက်အောင်လူလုံးပြီးသားဒေါကင်ဆန်းဝင်ဘလောက်လူလုံးပြီးသားကြားဘူးမှာပါနော်
တချို့ကြားဘူးတယ်မလားအမလေးပြီးပြီးသားသားလေးတဲ့ရှော့သွားတာတဲ့ဟုတ်လားဒီလိုလေးတီးတို့ပြောကြတာပြီးပြီးသားသားဘဝကျမကိုရှော့သွားတာဒီဘုံကြီးပဲနော်အဲ့ဒါအမေမထိမ့်သိမ့်လိုက်လို့ဒီတော့တိုးတက်အောင်ကြီးတို့အမေတွေဖေတွေသိကျေးဇူးတင်ဖို့ကောင်းမလားပြီးပြီးသားသားဘဝမှာလည်းကြိုးစားပြီးတော့စောင့်ရှောက်လာလိုက်တော့အမေပိုက်ထဲကကိုလလွဲဆဲလာမှာမွေးဖွားလူလို့ခေါ်ရတော့အောင်လောကကြီးရဲ့ရောက်ကိုစွန်ညိုခမန်းပြောတာအမေပဲပါတယ်နော်အဖေမပါဘူးလို့ပြောခြင်းပြောလေဦးမယ်အဖေကျေးဇူးဘယ်ကျေးဇူးလုံးလို့မေးရင်ဒီကနေ့မမရနိုင်အောင်အဖေကုံလုံးဆောင်ရွက်ပေးတာဘယ်ချိန်ကဆောင်ရွက်ထားတော့လို့မေးရင်အမေမကိုဝန်ဆောင်ရတယ်မထင်နဲ့အဲ့ဒီကိုဝန်ဆောင်ခြင်းကလေးကအဖေရှာခဲ့ရတာကွာနော်ပဋိသန္ဓေကိုဝန်နေပြီဆိုကြတဲ့ကမောင်တို့အတွက်ရှာရဘာဒီရှာတာတော့များလို့မေးလိုက်လေပဋိသန္ဓေကိုဝန်နေလိုက်ပြီဆိုရင်မိမသားများဟာချင်းချင်းဆိုတာတတယ်အနည်းနဲ့အများဘယ်မိကလေးဖြစ်ဖြစ်တအဲ့ဒီချင်းချင်းဘသူတတာတော့မေးရင်အမေတတာမဟုတ်ဘူးနော်ပရိသတ်ဗိုက်ထဲရောက်တဲ့ကလေးကတတာဗိုက်ထဲရောက်တဲ့ကလေးကအချင်းလို့တလိုက်ရင်အမေသွားပြီးအချင်းပေါ်နေဗိုက်ထဲရောက်တဲ့ကလေးကအငန်းလို့တလိုက်ရင်အမေမှသွားပြီးအငန်းဒီတိုင်းတိုင်းကိုတတာနော်အဲ့ဒီအရှင်နေအငန်းနေရအောင်ပုံရှာပြရတာဖေးကျန်နာမတွက်နဲ့အဇာတသက်ဆိုတာကြားဘူးတယ်မို့လားဝေရေဟိမိမယားကြီးရဲ့ဝမ်းကြတဲ့ပဋိသန္ဓေကိုဝန်နေတော့ဝေရေဟိမိမယားကဘယ်ချင်းချင်းတဗိမိတာရမင်းကြီးလက်မောင်းတွေကောက်ချင်တာပြောရရင်မိမယားကတောင်းတာမဟုတ်ဘူးနော်ရှင်းတယ်မို့လားဗိုက်ထဲကကလေးကတောင်းအဇာတသက်ကတောင်းတာပြောရရင်တော့မွေးလာရင်ဖအေကိုတတ်မဲ့သားမို့ဗိုက်ထဲကစော်ကားပြနေလက်မောင်းတွေအဲ့ဒါကိုဗိမိတာရမင်းကြီးကဖောက်တိုက်တယ်ဂျေစုနော်ဒီတော့ဟောဒီထဲမှာမိခင်လောင်းနေပါတယ်ငါသားလေးကြည့်ရင်ငါသမီးလေးကြည့်ရင်ဘာဖြစ်မှာပါလိမ့်မလဲလို့မေးမနေနဲ့ဘယ်သူမှမမေးနဲ့ဘေးရင်မမေးနဲ့ကိုဝန်ဆောင်တော့ကချင်းချင်းဘာတောင်းလို့သာတွက်လိုက်တောင်းတဲ့အတိုင်းနဲ့ဖြစ်တယ်ဥတို့လားချင်းချင်းတောင်းတဲ့အတိုင်းနဲ့ဖြစ်တယ်ဟောဒီကလေးကိုဝန်ရှိကလေးကငါကတော့ဖယားသွားကျင်တာဥပုပ်เจ้าသွားကျင်တာအမလေးတီလာဆောက်တည်ကျင်တာလို့သာအဲ့ဒီချင်းချင်းသာတကြည့်အဲ့ဒီကလေးမွေးလာရင်ဘာသာရေးသမားဖြစ်ပြီလို့သာအောင်းနေလိုက်တယ်ဟောဒီကလေးကိုဝန်ရှိကြတဲ့ကငါတော့ဖုံဝင်းတောင်သွားကျင်တာပုတ်ပါသွားကျင်တာဆိုရင်အဲ့ဒီကလေးမြောက်ရှုံးလေးဖြစ်ပြီလို့သာအောင်းနေလိုက်တယ်ဟောဒီကလေးကိုဝန်ရှိကြတဲ့ကငါဖြင့်နတ်ပွဲကကိုမခွာကျင်ဘူးဆိုရင်အဲ့ဒီကလေးကြီးလာရင်တော့ဒီလိုလေးသာအောင်းနေလိုက်တယ်ဟုတ်လားဒါကမြင်လို့အောင်လို့ပြောတာမြင်လို့အောင်လို့ပြောတာသဘာဝချင်းချင်းအတိုင်းတိုင်းအကုန်ဖြစ်တာဒီတော့ဘာချင်းချင်းမဲတတာအဖေရအောင်ရှာသည်ဒါရီလားလို့မေးရင်မဟုတ်ဘူးကွဟင်တို့တဲ့အောင်ကြီးမွေးလာတော့မိဘများဘလောက်ထိဒုက္ခရောက်တဲ့မှတ်တော့အမလေးတပွေ့ပွေ့နဲ့နေရတာတပွေ့ပွေ့နဲ့ပွေ့ထားရနေပြီးတော့မင်းတို့ထိုင်နိုင်အောင်ထိုင်လေထိုင်တတ်ရောမတ်တရနိုင်အောင်ရက်နိုင်ပဲသင်ရတာရက်လေရက်တတ်ရောအမလေးလမ်းလျှောက်သင်ရဟမ်ဘလောက်ညောင်းနေမှတ်ဥတိုးလားဟိုဘက်ကြီးနေများလားကလေးလမ်းလျှောက်တဲ့ချိန်တုန်းကရှိရလားမဟုတ်ပြီပြောအောင်မဲခမအဲ့ဒါဆိုလမ်းလျှောက်မတင်ဘူးလောက်ဘူးကျွတ်တို့မြန်ပန့်တာတချို့မြန်တမဲတောတဲ့ကပြန်လာဟောဒီချွေးမတော့နိုင်ဘူးကလေးကမတ်တက်ရက်ခါစီသေးတယ်အမလေးကျန်တာဘာမှမလုပ်နိုင်ဘူးခမောက်တော့မချနိုင်ဘူးငါသားလာဟောမဲလေးလမ်းလျှောက်နေတာခါတောတဲ့ကမောလာတာမသိဘူးအိမ်ရောက်တော့ခါတကုန်းကုန်းနဲ့သူများကြီးမပြောအဲ့ထဲကြုံလဲပါဗိသိက်လေးချတယ်လို့လုပ်ရတာဒီတော့မောင်တို့မတ်တက်ရရကနော်လမ်းသွားအောင်သွားတတ်ပြီဆိုတော့ပြေးတတ်လွှတ်တတ်ဆောကစားတတ်အောင်သင်ခဲ့တာဖေမေဒါရင်လားမပြောတတ်တော့ပြောတတ်အောင်ဖေမေဖမေကြီးဦးတော်အကုန်လုံးသင်တာနော်တို့တဲ့အောင်ကြီးဒါရင်လားလို့မစားတတ်တော့စားတတ်အောင်မသိဘူးလားကွာထမင်းဒီလိုနေရတယ်ဇွန်းဒီလိုကန်ရတယ်ပါဇက်မပွေအောင်ဒီလိုတုပ်ရတယ်ပကံမောမတင်အောင်ဟောလို့ရက်ချရတယ်အကုန်တင်တာဒါရင်လားလို့မင်းဒါကစားတတ်အောင်လို့တင်တာမစားတတ်ခင်ကဝါခွန်နာတို့တဲ့အောင်ကြီးအမေဝါခွန်နာတွေစားခဲ့ရရလားဟမ်နောက်ထပ်ရောက်အခုအမေဝါခွန်နာစားအောင်မလားဟမ်ပြုံးနေတာအမေဝါခွန်နာစားခြင်းမရတယ်ဆင်းနေဟမ်အေးပြောလို့သာပြောတာကွာတို့ကငယ်ကတော့အမေဝါခွန်နာအတော်ကြိုက်တယ်နော်ဟုတ်လို့လားအမေဝါခွန်နာဘယ်လောက်ကြိုက်တော့မသိလားအမေပါဆက်စစ်တက်ထားရမလို့ကြိုက်တာတွေ့ကြည့်လေအမေဝါတော့ကလေးကသူ့ခွန်တော်မှာပဲတီတော့မလီမော့လို့အဲ့ဒီကကြီးပဲလေအမေကလက်ကလေးနဲ့ယူပြီးတော့ပါဇက်ထဲခွန်လိုက်ရောခွန်ပြီးလို့မှလက်ကလေးနောက်မယုတ်လိုက်နဲ့အဲ့ဒီကလေးကဒုံသွားတာဒီနေ့အပြည့်
တလုံးနဲ့တလုံးဒုံးလုံးရတာအမေပါစစက်တက်ထားရမလို့လေကြိုက်တာနော်ဒါကြောင့်မစတ်တက်တော့စတ်တက်အောင်မသွားတက်တော့သွားတက်အောင်မပြောတတ်တော့ပြောတတ်အောင်သင်ပေးလို့မေမေဖေဖေဒီလက်ဦးဆရာခေါ်သည်တူတဲ့အောင်ကြီးဆရာတွေနော်မှတ်ထားဒါဖြင့်အမေတို့အဖေတို့သင်ပေးနိုင်တဲ့ပညာလည်းပြီးရောမသင်နိုင်တဲ့ပညာရောက်တော့ဘယ်ထားပြီကြောင်းထားပြီခုငါးရဟုတ်ကလားလွယ်အိတ်ကောင်းကောင်းလွယ်တတ်ပါတယ်ဥစဉ်ကြီးလွယ်အိတ်လွယ်တာပခုံးမော်တင်းသွားတာဘာခေးနာမှတ်လို့ဒီလိုပြောမှာဒီတော့မင်းငါးရဆိုတော့ဥကမှာခဲ့မယ်ကြားလားလွယ်အိတ်ကောင်းကောင်းလွယ်ကြားလားဥစဉ်ကြီးရဲ့ဘယ်သူမှဒီရုပ်တိုက်မဆွဲပါဘူးလို့တော့မပြောနဲ့မင်းတို့ကိုဒီရုပ်တိုက်ဆွဲလို့ပြောတာမဟုတ်ဘူးကွာအောင်ရှင်လောင်းနေမှတ်ထားလွယ်အိတ်ကောင်းကောင်းလွယ်ဆိုတာအမေဖေထားပေးတဲ့ပညာကိုတစ်နှစ်တရမ်းအောင်လှုပ်လို့ခိုင်းတာကြားလားတိုးတက်အောင်ကြီးနော်ဘာဖြစ်လို့မင်းတို့ကြောင်းထားပေးရတာလွယ်တဲ့ခိမဟုတ်လို့ပြောတာနော်ဒုက္ခိတုံကကြောင်းထားတာပြောမယ်အမေကကြောင်းလိုက်အပ်တဲ့ကြောင်းမှာဆရာ3ယောက်ရှိတယ်ဆရာ3ယောက်ရှိတော့ရေနွေးချမ်းပကံ3လုံးပါတယ်ရေနွေးချမ်းခရအိုးပါတယ်အကျော်တိုက်ပကံများတစ်ချက်ကျမသားလေးဆရာကြီးအပ်ခဲ့ပါတယ်တခါအပ်လိုက်ရတာနောက်နှစ်အပ်ဆရာမလို့အတန်းသာတက်သွားတာနော်အပ်ဆရာမလို့ပြီးပြီတခါအပ်နဲ့ပြီးတယ်ရေနွေးချမ်းနဲ့အကျော်နဲ့မင်းတို့ခေတ်ကတခါအပ်နဲ့မပြီးဘူးဘယ်နဲ့တော့ဒေါခင်စံဝင်ပြီးရလားဒီနေ့အတန်းမိုင်ဆရာမကဘသူသွားဗျာနောက်တနေ့အတန်းမိုင်ဆရာမကဘသူသွားဗျာမင်းတို့လွယ်အိတ်ထဲမှာစာအုပ်နဲ့ဘောပင်နဲ့တင်ပါတယ်မထင်နဲ့မမြင်သာတာတွေထိုးထည့်ပေးလိုက်ရတာအများကြီးသဘောပေါက်လားမမြင်သာတာတွေထိုးထည့်ပေးလိုက်ရတာဒါငါးရမ်းမို့ဟိုဘက်တန်းကြီးလေကုံလေလို့သာအောင်းမိလိုက်တော့ကိုရန်10ရန်ရောက်ပြီဆိုတော့မင်းတို့ဘယ်သွားတက်တယ်မသိဘူးရေပြာလည်းရှိမှာပါပေါက်လည်းရှိမှာပါကမ္မလည်းရှိမှာပါပခုတ်ကလည်းရှိမှာပါနေရအနှံ့မှာလေမလေးကျူရှင်ဆိုတာလွယ်လွယ်လေးနဲ့ပြီးတယ်များအောင်းမိမလေးနဲ့နာမည်ကြီးလေကုံလေလို့သာအောင်းမိလိုက်တော့နော်သိမ့်ဆယ်ချီပြီးတော့ပေးလိုက်ရသိမ့်ဆယ်ချီပြီးတော့သားသမီးပညာတတ်ဖို့အပ်လိုက်ရတဲ့ထဲအဲ့ဒီသားသမီးကမသိတတ်တော့အဖေတသိန်းလောက်ပို့လိုက်ပါအောင်ဆိုတော့အိမ်တော့ဘယ်လိုနေမှမသိဘူးတသိန်းပို့ပြီးလို့မှရက်မကြသေးဘူး8000လောက်ရေးကြီးနေလို့တော့ကျန်နေကြီးကဖုံးလေးရဒီလိုဟာလေးလက်တော်လေးမန်လေးသူတို့လက်တော်လေးနဲ့လာသေးတာတော်သေးတာခြီတော့မပေါ်သေးလို့ခြီတော့ပေါ်ရင်ခြီတော့မတောင်းမှာဟုတ်လားအေးဒီတော့မောင်တို့ခေပညာရေးလွယ်တယ်မထင်နဲ့ကွာရှင်းအောင်ပြောရရင်မောင်တို့အဲ့လိုပညာတတ်ဖြစ်အောင်အကုန်ကြခံပြီးထားတာမောင်တို့အထက်တန်းရောက်သွားရင်အတူတူလိုက်ထိုင်နေလို့မဟုတ်ဘူးသဘောပေါက်လားမောင်တို့ပညာတတ်ချစ်တာကျင့်နဲ့ဘလောက်ကျင့်နဲ့တုံးလို့မင်းတို့ဥတုလာရဲ့ဒေါက်ကစံဝင်ပြောကျွန်တော်မိတ်ဆွေမှာသား4ယောက်မွေးထားအဲ့ဒီအဖေကဘာပြောတော့ဆိုကိုစွန်ညိုတဲ့ကျွန်တော်ကိုယ်တိုင်ပညာမတတ်တော့ကျုပ်သားသမီးတွေပညာမတတ်မှသိစိုးရင်ခဲ့တာဒါကြောင့်မို့ကျုပ်သားတွေပညာတတ်ဖြစ်အောင်ထားတာဗျာရှင်းပြောရရင်တောမှာမြေလက်ညှိုးတို့မလွယ်ချမ်းသာရွှေငွေအပြစ်ဒါမှမဟုတ်သားတွေကြောင်းထားတာအကုန်ကုန်သွားတာနော်ဘာလို့ကုန်လို့ဆိုတော့စိုးစောကပြောရင်မို့လားဆဲချီးပေးရတာသားကြီးဆုံးကိုဘွဲရအောင်ထားဘွဲရပြီးတဲ့နောက်အလုတ်ရအောင်လုပ်ပေးတာသားကြီးဆုံးကပညာတတ်အလုတ်လဲရရောဩတို့ဖေကုန်းထားတာတွေတစ်ဖက်တစ်လန့်တက်တာအောင်ငါလှုပ်ကြွေးအောင်မှာပဲလို့ဒီအကြံမပေါက်ဘူးအလုတ်ရကားရှိသေးအတွဲလေးပါလာရောဗျာတောင်းပေးလိုက်ရရောအကြီးဆုံးကဒါနဲ့ဗျာဟုတ်ကလားနော်သားတွေကပညာတတ်တယ်တဲ့ပြောရရင်မောင်တို့မေတို့မှတ်ထားသားသမီးကိုအမြင့်တင်ထားပြီးတော့အဲ့ဒီအမြင့်ကိုအမေတို့ဖေတို့ကလိုက်ထိုင်နေလို့မဟုတ်ဘူးကြားရင်လားတို့တဲ့အောင်ကြီးမင်းတို့အမြင့်ရောက်သွားတာကိုအောက်ကနေမော့ကြည့်ပြီးတော့အဲ့ဒါငါသားအဲ့ဒါငါသမီးလို့လက်ညှိုးလေးထိုးပြရရင်ကိုခြေနဲ့တယ်ဟုတ်ကလားဥတိုးလားအဲ့ဒီလိုကြည့်ပါပဲနော်ဒါကြောင့်မောင်တို့မေတို့အေးအမေများဖေများကိုကျေးဇူးဆက်တာလှုပ်ကြွေးပါလို့အထိမပြောပါဘူးကွာဟုတ်လားနော်လှုပ်ကြွေးပါလို့အထိကိုစွန်ညိုကမတိုက်တော့မှာဘူးအမေဖေထားပြီးတဲ့ပညာရေးလေးကိုပဲမိဘစိတ်ချမ်းသာသွားအောင်တနေ့တကားအောင်ကြိုးစားသွားကြစမ်းပါလို့ဒါလေးပဲတိုက်တွန်းခဲ့မယ်မင်းတို့အတွက်ပါပဲဒါလည်း
လုတ်ကြွေးပါလို့ဒီမပြောဘူးကြားလားသို့တော့မောင်တို့မေတို့မိဘများကိုတတ်နိုင်တဲ့အင်အားတွေနဲ့တော့စိတ်ချမ်းသာအောင်ထားနိုင်ကြမယ်သားကောင်းတွေသမီးကောင်းတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းနဲ့တဲ့ကဲမိမိပြပြကြောမေလှဲ့အကုန်လုံးဘိုးပဲလှဲ့တယ်ဥတိုလာတို့ကြီးပဲလှဲ့တာတို့ကြနေတို့အမေကဒီမဲတို့အဖေကဒီမဲဆိုတော့မှတ်တမ်းတင်ရင်တကွဲတပြားဖြစ်သွားမှာဆိုလို့တစ်ဖက်တည်းပေါင်းလှဲ့ထားလိုက်ကြတယ်နော်မေမေဖေဖေတွေမကဘူးဟေးတို့တဲ့အောင်ကြီးဘုန်းကြီးကျောင်းကရောပြန်มาတော့သင်္ကန်းဝန်းမဲ့ကျောင်းကဟုတ်ပြီမေမေဖေဖေတို့ကြော့ပြီးရင်ဘုန်းကြီးကျောင်းမဲ့ပါလှဲ့ပြီးတော့ကြော့မယ်နော်အဲ့ဒါကလောကီလောကုတ်ပေးတဲ့ဆရာဗျနော်လောကီလောကုတ်ပေးသောဆရာနဲ့ဟောဒီကမေမေဖေဖေလက်ဦးဆရာများအားလက်ဆယ်စုံထိတ်မှမိုးရှိခိုးကြော့တဲ့အခန်းအိုးလျောင်ကြီးလေပြန်နေလီဝေပြောပြူမြိုင်ဆွေစစ်ပါစစ်ပါကြောကြမိမိဝေမာတာဖတ်ပြီးတော့မဲ့ကြောဆရာမကြီးပြည်ရှင်များအားလက်ဆယ်သူဖြစ်ပြီးရှိဖို့ကြောလိုက်ပါအောင်သူပြီးတော်မူပါမြတ်တော်ဆရာနန္ဒောနန္ဒငါးပါးကြော့ပြီးတော့အဘအမေကြီးတို့ကိုကြော့မှာနော်အဘများအမေကြီးများကြော့တဲ့အခမ်းအနားတော့ဥတုလှအခိုင်ထားထားလားတပိတ်ကလေးနဲ့ရာဟုလာအမွေတောင်းကလှည့်ပေးပါနော်ဒီတော့ဥတုလှရေကိုစွန်ညိုကဆိုမှာအရှိကိုလျှောက်ပါလို့ဆိုနော်အဲ့ဒါမဆိုဘူးအမှတ်တရလေးဖြစ်အောင်ရာဟုလာအမွေတောင်းကဆိုပြီးတော့ဒီဘက်ကနှဲကြီးနဲ့ဒီဘက်ကပြောနဲ့ပြောရရင်တော့ဒီအတန်လေးကြားအောင်ဥဒ္ဒလကျန်တာတွေဘာတွေဘလောက်ကောင်းတယ်ပြောပြောဒေါခင်ဆန်းဝင်းအလှပြီးတလလောက်နေမှဥဒ္ဒလဖွင့်ကြည့်စမ်းမှာဒါလေးအကောင်းဆုံးလေးဖြစ်လိမ့်မယ်လို့တော့ယုံကြည်တယ်နော်အမှတ်တရလေးထားခဲ့မယ်လားကိုင်းပြီးတော့တိုးတက်အောင်ကြီးလားဟိုနှမကဘူးတော့တယောက်ကဘူးထားမယ်ပန်းဤဖြူနဲ့စုပူပူအောင်နဲ့တယောက်သင်္ကန်းမန်းလေးကိုင်းလိုက်ဘသူထားမလားတယောက်လားတယောက်ပဲလားတာဒီနာလားသမီးဟိုလေးနော်ဟုတ်ပြီသင်္ကန်းမလေးလေသင်္ကန်းမရပြီလားဒီဘက်လားတာဒီဘက်လားဟုတ်ပြီရပါတယ်သူလည်းပူလို့နေလိမ့်မယ်ဒါလေးကြိုင်ထားရပါတယ်မူပါနဲ့ကွာမင်းမရှေ့လေဘယ်တော့နေမှာလာသမီးရလေဒီဘက်မောင်နှမ2ယောက်နော်ပထမဆုံးဥတုလှဒေါခင်ဆန်းဝင်းသွားမယ်အဲ့ဒီနောက်ကအမေကြီးတွေလားအမေကြီးတို့ဘာလို့စီသွားမယ်မှတ်ထားနော်တို့တဲ့အောင်အဲ့ဒါပြီးတော့ဒီဘက်နားလေးပတ်ပြီးအဲ့ဒါပြီးတော့ဒီမဲ့ဒီပရိသတ်ထဲအကုန်သွားမယ်ကြားလားဒါပေမဲ့လို့ဥပြောတာလေးသိချာနားထောင်မင်းသွားတာကိုမော့ကြည့်တဲ့နားသွားကြားလားမင်းလာတာကိုငုံနေတဲ့နားမတိုးနဲ့အဲ့ဒါပိုက်ဆံမပါဘူးဟုတ်တယ်လေဒါလည်းသဘောပေါက်ထားရတယ်သဘောမပေါက်ဖ ೇನೆ စွတ်တိုးနေလို့မရဘူးဟုတ်လားအေးအကုန်လုံးနှံ့အောင်သွားမယ်ဒါမှမဟုတ်ကိုစွန်ညိုကအရင်လှူလိုက်ပါဦးနော်အစာကောင်းမှအနှောင်းပေးကြတာဥတုလိုက်ရဒေါခင်ဆန်းဝင်းကျုပ်အိမ်ကအမျိုးသမီးကသွားလေရအမြဲတမ်းလှူဖို့ရအတွက်ဆိုပြီးတော့ထည့်ပေးထားတာတကယ်ပြောတော့မကြွားပါဘူးကြက်တန်လေးပဲရောက်သွားပါလေဟုတ်တယ်ရှာတယ်ဟောအဲ့ဒါအဆောင်လေးမျိုးဟဲ့ကိုစုံညို1000ရင်လှူလိုက်ပါနော်
စိတ်မြပြေက9000တိုင်းထားတာကျုပ်9000မှတ်နေလို့သူ9000တိုင်းထားတာကျုပ်1000ဆိုအပနေဦးနေမှာစိတ်မြပြေကတလားမင်းလမ်းကြမှာတော့ဒီလူကြီးတော်မသိတတ်တဲ့လူကြီးမပြောတော့ကဲဒီတော့ရာဟုလာအမွေတောင်းကဇက်လန်းကိုကဲကိုစွန်ညိုဒီတိုင်းတိုင်းမှတ်တမ်းတင်ခဲ့ပါရစေရဖြည်းဖြည်းသွားဖြည်းဖြည်းသွားဖြည်းဖြည်းသွားတမိလိုက်မောင်နှမနှစ်ယောက်လိုက်သွားဖြည်းဖြည်းသွားမင်းတို့ထွက်သွားလိုက်တာဒီကနေ့ပါနဲ့ဆို6နှစ်ကျော်ပြားလို့ဖျားဖြစ်ပြီလို့သတင်းစကားကြားရတာဖျားဖူခြင်းလွန်းလို့အမတ်တယောက်ဘိုးကြီး1000အမတ်တယောက်ဘိုးကြီး1000နဲ့အမတ်9ယောက်ဘိုးကြီး9000သာဆုံးသွားတာဖျားမဖူးမျောရတော့တုတ်တော်နာမင်းကြီးကိုယ်တိုင်ကာလူသားကြီးအမတ်ကိုခေါ်ပြီးအမောင်းကာလူရဲ့မင်းကတော့ငါသားဖျားနဲ့နေစဉ်ကြောင့်ကြီးကလေးဘဝတွေကအတူနေအတူသွားအတူလာတူစားဖြစ်တဲ့ပြောရဲဆိုရတဲ့တတ္တိကလည်းရှိပါပြီလေပြောတဲ့ဆိုတဲ့အတွက်အမောင်းကလူငါသားဖရာကိုပြင့်လျောက်ပေးပါလို့ခိုင်းစီခြင်းတရားကာလူရာဤအမတ်တိတော်ဘိုးကြီး1000တို့ဖရာပင်ဖို့ထွက်ခွာရပြန်ပါပြီဇာလူကြီးကပြရမှာရှားစကြတိပါဒပါလေဝိဟာရယေဝိဟာရယေဝေယမောဘုရားရှင်ကိုရောမြတ်ကလည်းပဲရာဇဝကြီးဝေလူဝံကြောင့်မှာတရင်သုံးစံပဲနေတော်မူကြကာလူရာယမနေတော်ဘိုးကြီး1000တို့ဘုရားရှင်ရဲ့အပါမှာလက်ကိုချီကိုရှိခိုးကြောပြီးယဟန်များပြုတ်လို့ကြလားကာလူဒါကြီးမထေမြတ်ကယဟန်တရားပွားများအားထုတ်လိုက်တာယဟန်တာဘောရောက်ရှိလို့သွားပါရောဒီချိန်ခါကြတော့မှကာလူဒါကြီးမထေမြတ်ကနေပြီးဖယားရှင်ကိုလျှောက်ထားတော်မူလိုက်တာကကာလူရမဟာမယေစာပြုခါကထပ်ပါလို့ဘဂဝါမြတ်တယောက်ထေမောမလာပါရှင်ဖယားဆောင်းအပေါင်းတို့ရဲ့ကူဖြစ်လို့လည်းရာဒီဥရုကမပူလို့မချမ်းလို့နေရာလေဥရုပါဖယားကောင်းသူတွေကောင်းပင်ဒီနာရိတ်နေပြီးတဲ့အချိန်မို့လမ်းပန်းကလည်းချွတ်မွတ်တဲ့ဖယားဒီပါဖယားဒီသမီးများကလည်းပဲဟောင်းပြီးရွက်ပြီးလောက်နေခါကြရမို့စေဆူနေတဲ့ချိန်ခါမှာပြကပ်ပြီးလာဘွေးချင်ကဆန်းဆန်းဆောင်စားတော်မူသောတုတ်တော်နာမင်းကြီးနဲ့တကွဆွေတော်8000မျိုးတော်ပေါင်းတို့ဤဖူးမျောခံရအချိန်ကြာရောက်ပါပြီဖယားလို့ကာလူသာယမထေမြတ်ကဂါထာ60ကျော်နဲ့မြင့်လျောက်ဖယားရှင်ကိုရောမြတ်ကတနေ့တယူဇနာကြနဲ့ယူဇနာ60ရက်ပေါင်း60ကြွားမြန်ပြီးသွားလိုက်တာကပိလဘွေကျငန်းဖယားရှင်ကိုတော်မြတ်ဆက်ရောက်တော်မူတဲ့ဆိုရင်ပဲတုတ်တော်နာမင်းကြီးနဲ့ဆွေတော်8000မျိုးတော်ပေါင်းတို့ကဖယားရှင်ကိုထွက်ပြီးလူမျိုးရက်တော်ရမိမယားကတော့ငါသည်ဘုရားရဲ့အပေါ်မှာဘဝတွေကပါရမီတော်တွေဖြည့်ခဲ့ရငါဖြည့်ခဲ့တဲ့ပါရမီတွေငါထားခဲ့တဲ့စေတနာတွေမောင်ဖယားသိရင်တော့သူကိုယ်တိုင်အဆောင်ကကြွမြန်းလို့လာလိမ့်မယ်လို့ဆိုပြီးရက်တော်ရမိမယားကတော့အဆောင်တွင်းကလုံးဝမှမထွက်တော့ပါဘူးတဲ့ဒီအကြောင်းဖယားရှင်ကိုတော်မြတ်ကသိရှိတော်မူလို့နောက်တနေ့ဆွမ်းမဝင်တဲ့အချိန်ခါကြမှာရက်တော်ရရဲ့အဆောင်မှန်းသွားပြီးဖူးမြော်ခန်းတော်
ရတော်ရမိဗျာဖယားရှင်ရဲ့ခြေမုံအစုံပေါ်မှာနှုတ်ဆက်လာပြီးတော့မျက်ရည်ဆွဲဆွဲနဲ့ကိုဝဲရခြင်းပြီးတော့မှဖယားရှင်ကိုတော်မြတ်ကအတိတ်ကိုဆောင်ပြီးသာနာဂိဏီဇက်တော်ကြီးအားဟောကြားပြီးကျောင်းတော်ပြန်ကြွသွားတော့ရတော်ရမိဗျာကသားတော်ရာဟုလာကိုခေါ်ပြီးချစ်သားရာဟုလာမောက်ဖဖယားသိက္ခာထမင်းသားဘဝနဲ့တောထွက်တဲ့ချိန်ခါတော့မှနန်းတွင်မှာရွှေအိုးကြီးလေးလုံးပျောက်ဆုံးသွားတယ်ဖခင်မွေဆိုတာသားရယုဓမရာမှုသားတော်ရာဟုလာမောက်ဖဖယားထံအမွေများတောင်းကြည့်ပါကွယ်လို့ခိုင်းစေချက်အရာရာဟုလာသားတော်လေးကဘုရားရှင်သင်္ကန်းကဆွဲပြီးတော့တာသွားလိုက်တာဒီပြည့်စီသွားတော့နော်သမီးရဲ့ဒါလေးနားထားရဒီပြည့်စီအလိုက်တော့တပိတ်ကဘုရားရှင်ကိုတော်မြတ်ကရာဟုလာသားတော်လေးကိုကျောင်းတော်ရောက်သွားတဲ့အခါကျတော့လောကီအမွေတွေပေးရင်တော့ဒီတန်တရာထဲမှာနှစ်မုံမီစိုးသည့်အတွက်လောကီအမွေမပေးပါပဲနဲ့ဘုရားရှင်ကိုတော်မြတ်ကရာဟုလာသားတော်အားရှင်ပြုပေးလိုက်ပြန်ပါရောဘုရားရှင်ကိုတော်မြတ်ကရာဟုလာသားတော်ရှင်ပြုပေးလိုက်ပြီဆိုတဲ့တရင်ကိုနန်းတော်မှာကြံရစ်ခဲ့တဲ့သုတ်တော်ဒနာမင်းကြီးကြားသိရတော့မြေအတွက်ရရမအေးဖြစ်လို့မို့စံထာနေတတ်ပြီလားဟိုမပြန်လာသည်နေ့တွေကိုရတယ်အမကြီးရောနွားရရှာတယ်အမလေးတကူမောင်ဆန်းလိုက်တဲ့သားထီရင်းနန်းနဲ့ပြပြီးတော့မင်းတော်ထွက်တဲ့အချိန်ခါတော့ငါမှထီခွေးနဲ့မွေးဆက်ခန်းဆိုးဆိုးနဲ့ချင်းညောင်နန်းလျာမြေတော်ရာဟုလာရှိတယ်အတင်ငရတာပါအခုတော့မြေတော်ရာဟုလာလေးပါသာသနာပေါင်းမင်းရောက်သွားတော့သုတ်တော်ဒနာမင်းကြီးမြေအတွက်ရရမအေးဖြစ်လို့ဖယားကြောင့်တော့အပြေးသွားပြီးဖယားရှင်ကိုလျှောက်ထားတော်မူလိုက်တာကမှန်လားပါရှင်ဖယားနောက်ချိန်ခါမှာအမိအဖများအဖိုးများဖွားများကသဘောမတူမကြည်ပြူတဲ့သားများမြေများအားရှင်ပြုခွင့်မပေးပါနဲ့ဖယားလို့သုတ်တော်ဒနာမင်းကြီးဤလျှောက်ထားချက်တရားဒီကနေ့မောင်တို့တွေရှင်ပြုခွင့်ရအောင်မောင်တို့တွေရှင်သာမဏေဝတ်ခွင့်ရအောင်အဘတို့အမေကြီးတို့ရှင်ပြုခွင့်များပေးကြပါခမညာလို့ဆိုပြီးတောင်းပန်ရင်ကြောရအောင်အဘအမေကြီးပဲလက်ဥပဒေတွေချီးပြီးတော့ထားအဘတို့အမေကြီးတို့ရဲ့ပေါ်မှာကာယကံဝစီကံမနောကံပြစ်မှားပြီးတော့အပြစ်များရှိရင်လေကျေးပါလို့လက်စေကိုထိတ်မှာကိုရှိဖို့ကြောတဲ့အခါရာဟုလာအမွေတောင်းမှန်းဆိုင်ရာဘိုးစုညိုမှတ်တမ်းတော်တင်လိုက်ပါလားဖယားလည်းတိုင်းတတိလာချီတော်မူနာမဟာရေဝိသာရောတန်လာစင်ကြီးအောင်ချမ်းသာရွှေပြည်ပိုင်ဆောင်ရောက်နေလို့ဖယားပါလေပြီးပါတော့ဖယားအမွေတောင်းခိုင်းလိုက်တော်တော်ရောဒီပဲလက်ထိုင်ရလာတိုးတဲ့အောင်ကြီးသာသားလောင်ကျန်တာတွေကထိုင်ရဘုရားဒီတိုင်းတတိလာ